တော့အလုံးမိမိတို့ရဲ့အလုပ်မိမိတို့လုပ်နေတဲ့အလုပ်ရဲ့တန်ဖိုးကိုမိမိတို့ပို့ပြီးတော့သိလေလုပ်ရတာစိတ်ထက်သန်လေပဲဒါလေးကိုဦးဇင်းကဦးစားပေးပြီးတော့ပြောချင်တယ်ကိုလုပ်နေတဲ့အလုပ်ရဲ့တန်ဖိုးဘယ်လောက်ကြီးတယ်ဆိုတာကိုသိလေအဲ့ဒီအလုပ်ကိုလုပ်ရတာစိတ်လည်းပါတယ်ပြီးတော့အဲ့ဒီအလုပ်ရဲ့တန်ဖိုးကလည်းပိုကြီးလာတဲ့သဘောရှိတယ်ဟိုစိတ်ကသိပြီးတော့ဝင်စားပြီးတော့တန်ဖိုးထားလာပြီဆိုရင်လုပ်တဲ့အလုပ်ကတန်ဖိုးမထားဘဲနဲ့လုပ်တဲ့အနေအထားမျိုးတဲ့အရည်အသွေးကအများကြီးတာသွားတယ်လေဟုတ်လားဒါကြောင့်ကိုလုပ်တဲ့အလုပ်ရဲ့တန်ဖိုးကိုတတ်နိုင်တယ်မြတ်စစ်စစ်ပေါက်ပေါက်အသေးစိတ်သိဖို့လိုအပ်တယ်လို့ထင်တယ်နော်ဒါကြောင့်ဦးဇင်းကတက္ကကြီးများကိုဒုမကြီးများကိုလုပ်နေတဲ့အလုပ်တွေရဲ့တန်ဖိုးကိုကိုယ်တိုင်သိဖို့ဒါလေးကိုဦးစားပေးပြီးတော့ပြောချင်ပါမြတ်စွာဘုရားပုဂ္ဂိုလ်၄မျိုးရှိတယ်လို့ဟောထားတာရှိဆလာဝါဒတုတ်တံနဲ့အင်္ဂုတ္တပါဠိတော်စတုတ္ကနိပတ်မှာလာတယ်အကျဉ်းမြင်းလေးတွေကြီးပဲပြောမယ်နော်တက္ကကြီးတို့ဉာဏ်ရှိပါတယ်ကိုယ့်ကိုချဲ့ထွင်ပြီးတော့စဉ်းစားရမယ်ဟုတ်လားနံပါတ်1ပုဂ္ဂိုလ်ကဘာလဲဆိုတော့ကိုကျိုးစည်းပွားကိုလည်းမကျင့်ဘူးသူတစ်ပါးရဲ့အကျိုးစည်းပွားကိုလည်းမကျင့်တဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒါဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတော့ကိုယ်တိုင်လည်းသူတော်ကောင်းတရားကိုဝါသနာမပါဘူးအာမထုတ်ဘူးမလေ့လာဘူးသူတစ်ပါးကိုလည်းပဲသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ဘာမှအထောက်အကူမပြုနိုင်ဘူးမပြောနိုင်ဘူးသူတစ်ပါးကိုဘာအကူအညီမှမပေးနိုင်ဘူးသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့နော်အဲ့ဒါလိုပုဂ္ဂိုလ်မျိုးဟာကိုကျိုးစည်းပွားကိုလည်းမကျင့်ဘူးသူတစ်ပါးရဲ့အကျိုးစည်းပွားကိုလည်းမကျင့်တဲ့လူအညံ့ဆုံးလူပေါ့နော်နောက်ဒုတိယပါလဲဆိုတော့ကိုကျိုးစည်းပွားကိုတော့မကျင့်ဘူးသူတစ်ပါးရဲ့အကျိုးစည်းပွားကိုတော့ကျင့်တယ်တဲ့ကိုကျိုးစည်းပွားမကျင့်ဘူးဆိုတာကသူတော်ကောင်းတရားကိုကိုယ်တိုင်တော့လေ့လာခြင်းအားထုတ်ခြင်းမရှိဘူးသို့တော့သူတစ်ပါးကိုသူတော်ကောင်းတရားအားထုတ်ဖို့ကြတော့အကူအညီပေးတယ်ပြောပြတယ်တိုက်တွန်းတယ်သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့သူတစ်ပါးကိုသိအောင်နားလည်အောင်အကူအညီပေးတယ်တိုက်တွန်းတယ်အဲ့ဒီလိုကိုယ်တိုင်တော့မကျင့်ဘူးကိုကျိုးစည်းပွားကိုမကျင့်ဘူးသူတစ်ပါးရဲ့အကျိုးစည်းပွားကိုကျင့်တယ်ဆိုတဲ့လူတစ်မျိုးလေးရှိပါတယ်တဲ့အဲ့ဒါဒုတိယအမျိုးအစားအဲ့ဒီလူကပထမလူထက်ပါတယ်အဲ့ဒီလူကနော်ဘာဖြစ်လို့လဲဆိုတော့ तू ကသူများအကျိုးကိုကျင့်လို့ဒါပေမဲ့ तू အကျိုးတော့ကျင့်လားမကျင့်ဘူးနောက်တတိယလူကျင့်တော့ तू စီနေရလေးနဲ့ तू သွားတာအကြီးအသွေးအနှိမ့်မြင့်လေးကိုစပြီးတော့မြတ်စွာဘုရားကစီးပြတာနော်တတိယလူကျတော့ကိုကျိုးစည်းပွားကိုတော့ကျင့်တယ်သူတော်ဘာရဲ့အကျိုးစည်းပွားကိုမကျင့်ဘူးတဲ့ဟောနော်ကိုယ်တိုင်တော့သူတော်ကောင်းတရားကိုလေ့လာတယ်အားထုတ်တယ်ကျင့်ကြံကြိုးကိုအားထုတ်တယ်သို့တော့သူတော်ဘာလေ့လာကြိုးကိုအားထုတ်ဖို့ကြတော့ဘာအထောက်အကူမှမပေးဘူးဘာမှလည်းပြောမပြဘူးဘာမှပရာဟိတကိုစိတ်မဝင်စားဘူးအဲ့ဒါလိုလူမျိုးကြတော့ကိုကျိုးစည်းပွားကိုတော့ကျင့်တယ်သူတော်ဘာရဲ့အကျိုးစည်းပွားကိုတော့မကျင့်ဘူးအဲ့ဒီလူကခုနတုန်းက2ယောက်ထက်သာတယ်တဲ့ဟောဒီနေရာလေးမှာနော်တခါကြီးတို့စဉ်းစားနော်တချို့ကကိုကျိုးမကျင့်ဘူးသူများအကျိုးကျင့်တယ်အဲ့ဒီလူနဲ့ကိုကျိုးတော့ကျင့်တယ်သူများအကျိုးမကျင့်ဘူးဆိုတဲ့လူနှစ်ယောက်ဘယ်သူကတာလဲအေးကိုကျိုးကျင့်တဲ့လူကတာတယ်နော်အေးကိုကျိုးကျင့်တဲ့လူကတာတယ်အဲ့တော့3ယောက်ရှိသွားပြီနော်အေးစတုထလူမျိုးကြတော့ကိုကျိုးစည်းပွားကိုလည်းကျင့်တယ်သူတော်ဘာရဲ့အကျိုးစည်းပွားကိုလည်းကျင့်တယ်အဲ့ဒီလိုလူမျိုးကတော့ခုနတုန်းက3ယောက်တနည်းအားဖြင့်လောကကြီးမှာအမွန်မြတ်ဆုံးသောအဆင့်အမြင့်ဆုံးသောလူသားနော်ကိုကျိုးစည်းပွားကိုလည်းကျင့်တယ်သူတော်ဘာရဲ့အကျိုးစည်းပွားကိုလည်းကျင့်တယ်ကိုယ်တိုင်သူတော်ကောင်းတရားကိုဝါသနာပါတယ်လေ့လာတယ်ကြိုးစားတယ်အားထုတ်တယ်သူတော်ဘာတွေသိဖို့သူတော်ကောင်းတရားကိုသူတော်ဘာတွေနားလည်ဖို့လည်းပဲအများကြီးအထောက်အကူပေးတယ်အဲ့ဒါလိုမျိုးအတ္တဟိတပရဟိတအကျိုးနှဝကိုကျင့်ကြံကြိုးကိုအားထုတ်တဲ့ပုဂ္ဂိုလ်မျိုးကြတော့လောကမှာအမျက်ဆုံးအမျိုးအစားထဲမှာပါတယ်နော်အဲ့တော့ပုဂ္ဂိုလ်၄မျိုးထဲမှာမိမိတို့ဘယ်အမျိုးအစားထဲမှာပါတယ်လဲဒါလေးကိုစဉ်းစားတဲ့အခါကျတော့ခုတက္ကကြီးများကမဇ္ဈိမအလင်းဆိုလို့ရှိရင်လည်းတရားဝဲတွေဖြစ်မြောက်အောင်တနည်းအားဖြင့်အသိဉာဏ်ကိုဖြန့်ဝေတဲ့အလုပ်ကိုလုပ်တာနော်365ရက်တက္ကကြီးများအသင်းကမလုပ်တာတော့သာသနာတော်ကြီးအရှိခတ်ပြီးတော့တည်တတ်အောင်အာဟာရနဲ့ထောက်ပံ့တာဒါမရှိရင်လည်းမဖြစ်ဘူးအဲ့ဒီအကျိုးတရားလေးတွေကိုဦးလင်းကအသေးစိတ်လေးတူစီပြောသွားမယ်ဟုတ်လားအဲ့တော့မိမိတို့ဟာသူတော်မရဲ့အကျိုးစီးပွားကိုယ့်ရဲ့အကျိုးစီးပွားကိုကျင့်သုံးနေတဲ့သုထမြောက်အမျိုးအစားထဲမှာပါနေတယ်ဒါလေးကိုဝမ်းသာရမယ်ဟုတ်လားမြတ်စွာဘုရားကသူကအဲ့ဒီမှာဥပမာလေးဆက်ပြီးတော့ပြောတယ်ပထမဦးဆုံးသူတော်မအကျိုးကိုလည်းမကျင့်ဘူးကိုယ်အကျိုးကိုလည်းမကျင့်ဘူးဆိုတဲ့လူကြတော့ဘာနဲ့တူလဲဆိုလို့ရှိရင်တောထဲမှာအ
အရင်ကလည်းမီးလောင်ထားလို့ဥမဲတယ်တဲ့အဖျားကလည်းမီးလောင်ထားလို့ဥမဲတယ်တဲ့ခလေကောင်လွတ်တဲ့နေရာလေးကြတော့လည်းပဲကလေးတွေကမစင်ကျင်ကြီးစွန့်ထားလို့ကင်စရာမရှိဘူးထင်ကလတုံးလို့ဦးဇင်းတို့ကျမ်းဂန်ကတော့အဲ့လိုပြောတယ်အိမ်မှာလည်းပဲသုံးမရဘူးတောမှာလည်းပဲသုံးမရဘူးဘယ်နေရာမှာမှသုံးမရတဲ့အောက်တန်းအကျဆုံးအမျိုးအစားကိုယ်အကျိုးကိုလည်းမကျင့်ဘူးသူတစ်ပါးအကျိုးကိုလည်းမကျင့်တဲ့လူစားမျိုးပါနော်အေးစတုထမြောက်ပုဂ္ဂိုလ်ကြတော့ကိုကျိုးစီးပွားကိုလည်းကျင့်တယ်သူတစ်ပါးအကျိုးစီးပွားကိုလည်းကျင့်တယ်ဆိုတဲ့လူမျိုးကြတော့ဘာနဲ့တူလဲဆိုတော့ဦးဇင်းတို့နွားနို့ကိုချက်လိုက်တဲ့အခါကျတော့နို့ဒန်းဆိုတာဖြစ်လာတယ်နော်အဲ့ဒီနို့ဒန်းကိုဆက်ပြီးတော့ကြိုးစားတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့ထောပတ်ဆိုတာဖြစ်လာတယ်နော်စီဥဆိုတာဖြစ်လာတယ်စီဥဖြစ်လာပြီးတော့ထောပတ်ဆိုတာဖြစ်လာတယ်ပြီးတော့ထောပတ်စီကြီးဆိုတာဖြစ်လာတယ်တဲ့နွားနို့ကနေအဆင့်ဆင့်ပြောင်းသွားတာဟုတ်လားအဲ့ဒါထဲမှာနွားနို့ထဲထောပတ်ကပို့ပြီးတော့မြတ်တယ်ထောပတ်တဲ့ထောပတ်စီကြီးကမြတ်တယ်ထောပတ်စီကြီးဟာအမြတ်ဆုံးပဲအဲ့ဒါလိုပဲကိုကျိုးစီးပွားကိုလည်းကျင့်တယ်သူတစ်ပါးရဲ့အကျိုးစီးပွားကိုလည်းကျင့်တယ်ဆိုတဲ့လူဟာထောပတ်စီကြီးများလို့အင်မတန်အဖို့တန်တယ်လို့မြတ်စွာဘုရားကအဲ့ဒါလိုဥပမာပေးတယ်အဲ့တော့ကိုယ်တန်မိုးလေးကိုကိုနားလေဖို့ဒါလေးကိုဦးဇင်းကညီတန်းချီလိုက်တာဟုတ်လားအဲ့ဒီတော့ဒကာကြီးဒကာမကြီးများတရားပွဲများဖြစ်မြောက်ဖို့ကြိုးစားကြတယ်မြတ်စွာဘုရားရဲ့တရားတော်တွေကိုအိတ်ွေအဖြစ်ဖြစ်စေစာအုပ်အဖြစ်ဖြစ်စေလူကြားတွေကိုရောက်အောင်တနည်းတစ်ဖုံအထောက်အကူပြုပြီးတော့ကြိုးစားကြတယ်ဆိုတာဘာလို့တာတော့ဆိုတော့အတိညာဉ်ကိုပေးတာဘာလို့တာနော်တပ္ပဒါနံဓမ္မဒါနံဇိနာတိလို့ဒီဒကာကြီးတွေဒကာမကြီးတွေအလုံးကြားဖို့တယ်နော်အေးပေးတာတကားပေးတာထဲမှာဘယ်ပေးခြင်းဟာအမျက်ဆုံးတယ်တော့တရားကိုပေးတာအမျက်ဆုံးတရားလို့ပြောလိုက်တော့လူငယ်တွေရဲ့နားထဲမှာတရားကဘယ်လိုဟာကြီးလဲလို့မျက်စိထဲမှာဉာဏ်ထဲမှာနဝေးတိမ်တောင်ဖြစ်သွားတတ်တယ်တိတိကျကျပြောရရင်အတိဉာဏ်ကိုပေးတာနော်တရားကိုပေးတယ်ဆိုတာဘာကိုပေးတာလဲအေးပေးခြင်းတကပေးခြင်းထဲမှာအဲ့ဒီအတိဉာဏ်ကိုပေးရတာဟာအမွန်မြတ်ဆုံးပဲအစင်ကြယ်ဆုံးပဲနော်ဘာဖြစ်လို့အတိဉာဏ်ကိုပေးရတာဟာအမွန်မြတ်ဆုံးအစင်ကြယ်ဆုံးဖြစ်ရတယ်လဲဆိုတော့ဆိုကြပါစို့ပစ္စည်းတစ်ခုကိုပေးတယ်ဆိုရင်ဒီပစ္စည်းဟာသုံးလိုက်ရင်ကုန်သွားတာနော်ပစ္စည်းကိုပေးတယ်ဆိုရင်အပေးခံရတဲ့လူကဒီပစ္စည်းကိုသုံးလိုက်ရင်တစ်ချိန်ချင်းကြာရင်ဘာဖြစ်သွားမလို့ကုန်သွားတာအတိဉာဏ်ကိုပေးတယ်ဆိုတော့အတိဉာဏ်ရတဲ့လူကအဲ့ဒီအတိဉာဏ်ကကုန်သွားတယ်လို့မရှိဘူးအဲ့ဒီအတိဉာဏ်ကိုရတဲ့လူကဒီဘဝသေသွားအောင်တောင်ခန္ဓာကိုယ်ကြီးကပျက်စီးသွားတယ်သူ့ရဲ့အတိဉာဏ်ကမပျက်စီးဘူးနောက်ဘဝနောက်ခန္ဓာအထိကမ္မပစ္စယတတ္တိအနေနဲ့ပါရမီဆိုတဲ့နာမည်တစ်မျိုးနဲ့အဲ့ဒီလူရဲ့တန်တန်မှာအစဉ်ကိန်းနေတာအတိကပျက်စီးသလားပျက်စီးပါဘူးအဲ့ဒါပျက်စီးပေးတယ်ဆိုတာပျက်စီးတတ်တာကိုပေးတာကောင်းတယ်တော့သူလည်းမကောင်းဘူးလို့မဆိုလို့သို့တော့အတိဉာဏ်ကိုပေးတာကြတော့မပျက်စီးတတ်တဲ့အရာကိုပေးတာဒါကြောင့်အများကြီးတာသဘောပေါက်တယ်နော်အေးပြီးတော့ပစ္စည်းဆိုတာတန်ဖိုးဖြတ်လို့ရတယ်ဘလောက်တန်လဲသိန်း1000လူတယ်သိန်း1000လူတယ်ဘလောက်ပဲလူသူသင်္ချာတွေရဲ့အတွင်းမှာပဲရှိတန်ဖိုးဖြတ်လို့ရတယ်ပမာဏတိုင်းတာလို့ရတယ်အတိညာဉ်ကြတော့တန်ဖိုးဖြတ်လို့မရဘူးပမာဏအတိုင်းတာလို့မရဘူးအတိညာဉ်တစ်ခုကဘလောက်တန်ပါတယ်လို့ပြောလို့ရလားမရဘူးဗျအတိညာဉ်ငါ့ကိုအတိညာဉ်လေး30ဘိုးလောက်ပေးပါ100ဘိုးလောက်ပေးပါလို့သွားဝယ်လို့ကောရလားမရဘူးအဲ့တော့အတိညာဉ်ဆိုတာတန်ဖိုးဖြတ်လို့မရဘူးတနည်းအားဖြင့်သင်္ချာလွန်ကုစုနော်ပမာဏပြောပြလို့မရအောင်ကြီးတဲ့ကုသိုလ်ပေါ့ဒါကြောင့်ပစ္စည်းဆိုတာပျက်စီးတတ်တဲ့သဘောရှိတယ်အတိညာဉ်ဆိုတာပျက်စီးတတ်တဲ့သဘောမရှိဘူးပစ္စည်းဆိုတာတန်ဖိုးဖြတ်လို့ရတဲ့သဘောရှိတယ်အတိညာဉ်ဆိုတာတန်ဖိုးဖြတ်လို့ရတဲ့သဘောမရှိဘူးနောက်ဆုံးပစ္စည်းဆိုတာသူပေးနိုင်တဲ့ချမ်းသာဒုက္ခကဘယ်လောက်လဲစဉ်းစားကြစို့အတိညာဉ်ကပေးနိုင်တဲ့ချမ်းသာဒုက္ခကဘယ်လောက်လဲစဉ်းစားကြည့်ရမယ်နော်ပစ္စည်းကြောင့်ဖြစ်လာတဲ့ကောင်းခြင်းကဘယ်လိုအရာလဲမြင်မယ်ကြားမယ်နားမယ်စားမယ်နော်တခါကြီးဒီမှာကြီးများသူ့ရဲ့အလွန်ဆုံးပါလဲဆိုရင်ဒီခန္ဓာယက်တည်ဖို့ဒီခန္ဓာချမ်းသာဖို့ဒါပဲပစ္စည်းရဲ့သူ့ရဲ့အလွန်ဆုံးစွမ်းဆောင်နိုင်ချက်ကနော်သိရနော်ဒီလူတွေသိရနော်အေးငွေတို့ပစ္စည်းတို့အကုန်လုံးပဲအဲ့ဒီလူကလူကိုကောင်းအောင်လုပ်နိုင်တယ်ဆိုအလွန်ဆုံးကောင်းအောင်လုပ်နိုင်ရင်ကောင်းကောင်းမြင်ဖို့ကောင်းကောင်းစားရဖို့ဒါတော့ပဲနော်အေးအတိညာဉ်ကကောင်းသွားစေတာချမ်းသာသွားစေတာကြတော့အဲ့လောက်မကနောက်ဆုံးဒုက္ခအလုံးချုပ်ငြိမ်းသွားစေသည့်အထိအတိညာဉ်ကအများကြီးလူကိုပို့ပြီးတော့ပစ္စည်းတဲ့ချမ်းသာစေတယ်ဆိုကြပါစို့ဗျာပ
ပစ္စည်းတွေဘလောက်ပဲပေါ်ပေါ်စိတ်ထဲမှာတောကဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီတောကမဖြစ်အောင်စဉ်းစားတတ်တဲ့အသိဉာဏ်မရှိလို့အဲ့ဒီတောကဖြစ်ရတာပစ္စည်းကအဲ့ဒီတောကကိုငြင်းအောင်လုပ်နိုင်လားမလုပ်နိုင်ဘူးဗျဒါကြောင့်နောက်ဆုံးတော့လေဦးဇင်းတို့လောကီလိုလည်းပဲငွေရှင်ကြီးရှင်တွေကနောက်ဆုံးတော့ပညာရှင်ကိုချင်းကပ်ရတာပဲဒါလောကီဥပမာပြောတာနော်အဲ့ဒါလိုပဲဦးဇင်းတို့ဒီခန္ဓာကိုယ်တကယ်ချမ်းသာအစစ်ကိုဆိုလို့ရှိရင်လေပစ္စည်းကပေးတဲ့ချမ်းသာတဲ့အတိကပေးတဲ့ချမ်းသာကအများကြီးကြီးကျယ်တယ်နော်ပစ္စည်းဥစ္စာဆိုတာတစ်ခါတစ်ခါကျတော့ဆင်းရဲကိုတောင်ဖြစ်စေတယ်ဟုတ်လားတခါကြီးအဲ့တော့ပစ္စည်းကိုလှူတာနဲ့အတိကိုလှူတာဘာကြောင့်အတိကိုလှူတာကပိုမြတ်ရတယ်လဲဆိုတာလေးကိုဦးဇင်းကပြောပြတာနော်နှိုက်ရှင်ချက်လေးတွေဉာဏ်ထဲမှာမိရလားပစ္စည်းဆိုတာကတန်ဖိုးဖြတ်လို့ရတယ်ပစ္စည်းတဲ့သဘောရှိတယ်ပစ္စည်းကပေးတဲ့ချမ်းသာဆိုတာပမာဏပြလို့ရတယ်အတိဉာဏ်ဆိုတာကြတော့တန်ဖိုးဖြတ်လို့လည်းမရဘူးပစ္စည်းတဲ့သဘောလည်းမရှိဘူးသူကပေးတဲ့ချမ်းသာဟာအတိုင်းအဆမဲ့ပဲနောက်ဆုံးဒုက္ခအလုံးကိုငြိမ်းသွားစေသည့်အတိဉာဏ်ဟာအစွမ်းတတ္တိကြီးတယ်ဆိုကြမှာဆိုဦးဇင်းတို့အနာရဘိန်တထေးကြီးရဲ့တာကာလဒီလူတွေကြားဘူးတယ်နော်ဖေကသောတာပန်ဘုရားတကားအကြောင်းတကားသားကအဲ့ဒါတွေဘာမှဝါသနာမပါဘူးမပါတော့ဖေကြီးကစိတ်ညစ်တယ်အဲ့ဒါနဲ့ငါသားကိုဒီမကောင်းတဲ့အကျင့်စရိုက်တွေပျက်စီးအောင်ငါငွေနဲ့ဖျက်ဆီးမယ်ငွေဆိုတဲ့သဘောကလည်းကောင်းတာကိုလည်းဖျက်တတ်တယ်မကောင်းတာကိုလည်းဖျက်တတ်တယ်သူကနှစ်ဖက်ရမယ်နော်အဲ့ဒါနဲ့ငါသားမင်းเจ้าကိုဥပုံဆောင်သွားအဖေကတရားတရားပေးမယ်ဥပုံဆောင်တော့သွားတာပဲသို့တော့တရားတရားရခြင်းနဲ့ရည်ရွယ်ချက်နဲ့သွားတာအဲ့ဒါနဲ့တော်တဲ့နေရာဥပုပ်ယူကိုတော်တဲ့နေရာအိပ်ပြီးတော့ပြန်လာတာမနဲ့တင်တော့ဖះမြတ်ပင်လာမလားတန်ခါမြတ်ပင်လာမလားလို့ဖေကြီးကစောင့်နေတာတယောက်တည်းခေါင်းကိုက်စိတ်ချအိတ်ချင်မုံဝါနဲ့ပြန်လာတာအိမ်ရောက်တော့ကဲငါသားဥပုပ်ထွက်ကလေးယာကုကလေးတောက်ပါအောင်တိုက်တယ်ငွေတရားပေးမှတောက်ဟာပေးမှာပါအဖေကပေးမှာပါမဟုတ်ဘူးပတ်စံရမှတောက်အဲ့ဒီလိုပြောနေလို့ပတ်စံကိုအရင်ပေးမှတောက်တာဗျာအဲ့ဒီလိုမျိုးကာလကဟုတ်လားအဲ့ဒါနဲ့ငါသားကိုဒီလိုလုပ်လို့တော့မဖြစ်သေးဘူးအဲ့တော့မင်းမျက်မှန်ကဆက်ပြီးတော့ဥပုံဆောင်သွားကြည့်ဒါပေမဲ့မင်းတရားတပါဒတရားအဓိပ္ပာယ်လေးတစ်ခုတော့မင်းမှတ်မိအောင်နာခဲ့ရမယ်အဲ့ဒါဆိုအဖေကအသက်ပြား1000ပေးမယ်သွားပြန်တာပဲဒီတခါတော့ဥပုပ်ယူနဲ့မရဘူးတရားပါနာရမယ်ဘာဖြစ်လို့တရားနာတော့အတိညာကိုမျက်နှိုးလို့နာတာလားအသက်ပြား1000ကိုမျက်နှိုးလို့နာတာလားအစားကတော့အဲ့ဒီရည်ရွယ်ချက်ပဲနော်အစားကတော့အဲ့ဒီရည်ရွယ်ချက်ပဲနော်အဲ့ဒီမှာဘုရားရှေ့ရောက်ပြီဆိုတော့မြတ်စွာဘုရားကသိတယ်အသက်ပြား1000ရခြင်းလို့ဒီလူတရားနာနေတာလို့သိတယ်သိတော့မြတ်စွာဘုရားသူ့ကိုတရားတွေကိုနာပြီးတိုင်းမမှတ်မိအောင်ဆိုတဲ့တကူအစီအရင်ကိုမြတ်စွာဘုရားကပြုတယ်အဲ့ဒီမှာကာလတရားနာတယ်အဓိပ္ပာယ်တစ်ခုပြီးတယ်မှတ်မလို့ပြန်တယ်မှတ်မိတော့ဆက်ပြီးတော့နားထောင်တယ်မမှတ်မိတော့မမှတ်မိပြန်နားထောင်ရင်နဲ့အဲ့ဒီတရားသဘောတွေကစိတ်ထဲမှာတရားအတွေးအခေါ်နဲ့တရားသဘောနဲ့သူ့ရဲ့စိတ်ရဲ့အတွေးနဲ့ထပ်မိသွားပြီးတော့အဝင်ခွင့်ဖြစ်သွားတော့အဲ့ဒီမှာကာလရဲ့စိတ်ထဲမှာဉာဏ်ဆိုတာဖြစ်သွားတယ်အတိဆိုတာဖြစ်သွားတယ်အဲ့ဒီအတိကဘလောက်ထိသူကဆူရှာတော့ဆိုတော့နိဗ္ဗာန်ကိုတောင်သိသွားတယ်ခန္ဓာဆိုတာဒုက္ခလို့သူသိတယ်ဒုက္ခတွေအလုံးဟာလောဘကြောင့်ဖြစ်တယ်လို့သူသိတယ်နော်လောဘနည်းလေဒုက္ခနည်းလေလို့သူသိသွားတယ်အဲ့ဒီလောဘနည်းခြင်းဒုက္ခနည်းခြင်းကိုရောက်အောင်မဂ္ဂင်၈ပါးကိုကျင့်ရတယ်လို့အဲ့ဒါလို့သစ္စာ၄ပါးကိုတပြိုင်နက်တည်းသိပြီးတော့သောတာပန်ဖြစ်သွားတယ်ဆိုလိုတာကအတိညာကိုအကြီးအကျယ်သူရသွားတယ်အဲ့ဒီလိုရသွားတော့ပြောင်းလဲပုံကလေးကိုပြောတာပါအတိကြောင့်လူတယောက်ပြောင်းလဲသွားမှတကယ်ပြောင်းလဲတာအတိရဲ့တန်ဖိုးရှိပုံကလေးကိုပြောနေတာဒကာကြီးတို့ကအဲ့ဒါလောက်တန်ဖိုးရှိတဲ့အတိကိုပေးလူနေရတာလို့ဝမ်းသာဖို့အတွက်ပြောနေတာဟုတ်လားအဲ့ဒါနဲ့ကာလကတိသွားတော့မျက်နှာလည်းလုံးဝပြောင်းသွားတယ်အဲ့ဒါနဲ့မနဲ့ကြတော့သူကဘုရားမှုရှိတဲ့တန်ဃာတော်တွေပင့်ပြီးတော့ရှေ့ကနေပြီးတော့အိမ်ကိုဥဆောင်ပြီးတော့ဖျားစွာဘုရားကိုပင့်သွားတယ်ဖေကြီးကအိမ်ဘောကနေလှမ်းကြည့်တယ်ငါသားအရင်လေးကလည်းမတူဘူးတဲ့အတိဟာလူတယောက်ရဲ့အမူအရာမျက်နှာအနေအထားကိုပါပြောင်းလဲသွားစေတယ်အဲ့ဒါနဲ့အိမ်ရောက်တော့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုနေရာချအဲ့မှာကာလကစဉ်းစားနေတဲ့အဖေကငါ့ကိုမြတ်စွာဘုရားရှိတန်ဃာတော်တွေရဲ့ရှေ့မှာအသပြားထောင်လို့ကြီးမပေးလိုက်ပါစေနဲ့ရှက်လွန်းလို့ငါ့ကိုအသပြား1000ရမှတရားနာတယ်လို့ तू မသိစီခြင်းဘူးဒါပေမဲ့ तू ဆူတောင်းမပြေဘူးဗျာတခါကြီးကအဲ့ဒီမှာအသပြား1000တော့ယူလာတယ်ငါသားယာကုမတောက်မှဆိုလို့လေအရင်နေ့ကယာကုမတောက်ဖဲကိုအာမိတာကိုအဲ့လောက်တန်ဖိုးထားနေတာလေရှက်ရကောင်းမှမသိကြောက်ရကောင်းမှမသိအခုကြတော့အဲ့ဒီမှာအသပြား1000တို့ကို तू မယူဘူးဗျာဘလောက်ပေးလို့မှမယူဘူးရှက်ရကောင်းမှ तू သိသွားပြီကြောက်ရကောင်းမှ तू သိသွားပြီဘာဖြစ်လို့ရှက်ရကောင်းကြောက်ရကောင်းသိတာလဲ
အတိကိုသူရခဲ့တာနော်အဲ့ဒီမှာမြတ်စွာဘုရားကတခါကြီးရဲ့သားဟာသောတပတ္တိမဉ္ဇဉ်ဘုံဉဏ်ဆိုတဲ့အတိတူဉာဏ်တူကိုရခဲ့ပြီဒါကြောင့်ငကိုကနဲ့မတူတော့သူရတဲ့တရားဟာဟောဒီပထဝီမြေပြင်ကိုတစ်ခုလုံးကိုအစိုးရတဲ့စัจ java မင်းအဖြစ်တဲ့လဲမြတ်တယ်နတ်ပြည်ဗြဟ္မပြည်ရောက်တာတဲ့လဲမြတ်တယ်ဟုတ်လားပြီးတော့တလောကလုံးကိုအစိုးရတာတဲ့လဲမြတ်တယ်ဒါကြောင့်အင်မတန်မြတ်တဲ့အတိကိုသူရခဲ့တာဆိုပြီးတော့ပထဗျာဧကရိစေနတက္ကတဂမဏီနဝါသဗ္ဗလောကဓိပစ္စေနသောတပတ္တိဖလံဝရံဆိုပြီးတော့ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဟောထားတာကာလကိုအကြောင်းပြုပြီးတော့ဟောတာအတိညာရဲ့တန်ဖိုးဟာအဲ့ဒါလောက်ကြီးတယ်ပထဗျာဧကရိစေနဒီမြေပြင်ကြီးတစ်ခုလုံးကိုအစိုးရတဲ့တိုင်းပြည်ကြီးအကုန်လုံးကိုအစိုးရတဲ့စัจ java မင်းအဖြစ်ဧကရမင်းအဖြစ်တဲ့လဲမြတ်တယ်နော်တက္ကတဂမဏိနဝါစီစဉ်ဥစ္စာသိကြီးတယ်လို့ဆိုတဲ့နတ်ပြည်ဗြဟ္မပြည်ကိုရောက်ရတဲ့လေမြတ်တယ်အတိညာကိုရတာကလေဟုတ်လားပြီးတော့သဗ္ဗလောကဓိပစ္စေနဟောဒီ32ဘုံလုံးကိုအစိုးရရတာတဲ့လေမြတ်တယ်တဲ့ဘာကြောင့်မြတ်တုံဆိုတော့အဲ့ဒီအတိညာကဘဝတန်တရားဒုက္ခတွေအကုန်လုံးကိုဏီကုံချုပ်ပေးမှာနော်ဒီကာလဟာငါအပေကြရအောင်မလေးလားလို့စဉ်းစားကြရရှိသေးလားမရှိတော့ခုနဘဝပြီးရင်သူအငြိမ်းကြီးမယ်အေးကြီးအေးမယ်ဘယ်သူကဖန်တီးပေးတာဆိုအတိညာကဖန်တီးပေးတာဟုတ်လားဒါကြောင့်သူတစ်ပါးကိုသိအောင်လုပ်ပေးရတဲ့ကိစ္စဟာဘလောက်ကြီးကျယ်တယ်လေဒါကြောင့်တပ္ပဒါနံဓမ္မဒါနံဇိနာတိဆိုတာအဲ့ဒီအဓိပ္ပာယ်ပဲဟုတ်လားတခါကြီးတို့ရဲ့နော်ဒါကြောင့်သူများကိုသိတဲ့သိအောင်လုပ်ပေးရမယ်အဲ့ဒါလို့လုပ်ပေးလို့ရှိရင်လေကိုယ်လည်းပဲအဲ့ဒီကိုယ်စေတနာတန်တိအားလျော်စွာအတိညာကိုမြန်မြန်ရလိမ့်မယ်နော်အတိညာကိုမြန်မြန်ရလိမ့်မယ်ဒါကဒကာကြီးတို့ဟိုအတိညာကိုပေးလို့ရတဲ့မေဇိမအလင်းကဒကာကြီးများကိုရည်ရွယ်ပြီးတော့ဦးဇင်းပြောတာနော်365ရက်ကဒကာကြီးများဒကမကြီးများကိုရည်ရွယ်ပြီးတော့ဘာပြောချင်တော့ဆိုတော့အဲ့ဒါလေးကလည်းစိတ်ဝင်စားကြကောင်းတယ်ဟိုပစ္စည်းတော့ပေးကြတာပဲနော်စားစရာပေးတယ်လူတွေကိုပေးတာလားယဟန်တွေကိုပေးတာလားယဟန်တွေကိုပေးတာမတူဘူးဗျရည်ရွယ်ချက်ချင်းမတူဘူးဗျပေးတာချင်းတူပေမဲ့လို့ရည်ရွယ်ချက်ချင်းမတူဘူးရတာချင်းမတူဘူးဘာဖြစ်လို့တုံးဆိုတော့ဒီတန်ဃာတွေကိုလောင်းလှူတယ်ဆိုတာရည်ရွယ်ချက်လေးကဘယ်လိုပါတုံးဆိုတော့ဒီပုဂ္ဂိုလ်တွေဟာသူတော်ကောင်းတရားကိုပြန့်ပွားအောင်သူတို့ကိုယ်တိုင်လည်းသူတော်ကောင်းတရားကိုသိအောင်ကြိုးစားတယ်လောကကြီးကိုသူတော်ကောင်းတရားပြန့်ပွားအောင်လည်းသူတို့ကြိုးစားကြတယ်ဒါကြောင့်ဒီပုဂ္ဂိုလ်တွေကိုထောက်ပံ့ရတာသူတော်ကောင်းတရားပြန့်ပွားဖို့အတွက်အကူအညီပေးရမရောက်ဘူးလားအဲ့ဒါလေးကမတူတာပဲနော်လူတွေကိုပေးတယ်ဆိုတော့အဲ့လိုလိုရည်ရွယ်ချက်ပါလားမပါဘူးဗျဒါကြောင့်သာသနာ့ဘာဒါနနဲ့သာသနာတွင်ဒါနကွာတယ်ဆိုတာအဲ့ဒါပဲသာသနာတွင်ဒါနကြတော့သူကအတိညာလဲဥရှိတယ်နော်ဘုရားကဘယ်လိုပေးရမယ်သင်ထားတာတွေသိတယ်လေအဲ့ဒီလိုအတိညာကလည်းကွာခြားတယ်ပြီးတော့အလှကံပုဂ္ဂိုလ်ကိုထောက်ပံ့တဲ့နေရာမှာသာသနာတော်ကြီးဒီအတိညာတွေကိုရသေးတဲ့နေရာမှာအများကြီးအထောက်ပံ့ဖြစ်ပါစေသာသနာတော်ကြီးအရှိခန့်ပြီးတော့တည်တတ်ပါစေသူတော်ကောင်းတရားတွေမပြောက်ကွယ်ပါစေနဲ့လို့ဒီသူတော်ကောင်းတရားကိုမပြောက်ကွယ်ဖို့တနည်းအားဖြင့်ဒီအတိညာဖြစ်ခွင့်အခွင့်အရေးကြီးမပြောက်ကွယ်စေဖို့ဆိုတဲ့ရည်ရွယ်ချက်ကပါနေတယ်ဟုတ်လားဒါကြောင့်တရားကြီးများကြားဖို့ပါတယ်ကိုမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကိုလေအဘိဓမ္မာတရားဟောတော့ပထမအိန္ဒကနတ်သားဆိုတာကဘုရားနာမှာကပ်ပြီးတော့ရှ िख ိုးနေတာမြတ်စွာဘုရားကြီးညိုတရားကောင်းတယ်ရုပ်ရည်ယူပကာရောအကုန်လုံးကြီးညိုလုံးလို့အနာမှာလေနောက်သူ့တဲ့တကူကြီးတဲ့နတ်တွေလာတော့သူဘေးဖယ်ပေးရတယ်နော်နောက်ထပ်သူ့တဲ့တကူကြီးတဲ့နတ်တွေလာပြန်သူနောက်ဆုတ်ပေးရတယ်နောက်ဆုံးပေးတာစัจ java လာနှစ်ခန္ဓာထိရောက်သွားတယ်တဲ့အဲ့ဒီအိန္ဒကနတ်သားကသူနဲ့အစာတွေကစားဘုရားနာမှာအတူတူထိုင်နေတဲ့အင်ကုရနတ်သားဆိုတာရှိတယ်အဲ့ဒီအင်ကုရနတ်သားကဘေးဖယ်ပေးကြမလို့ဒီတိုင်းပဲထိုင်နေတာဘလောက်တကူကြီးတဲ့နတ်ကြီးပဲလာသူဒီတိုင်းပဲထိုင်နေတာဟိုလူတွေရဲ့အရှိန်ဝါကသူ့ကိုမလွှမ်းမိုးဘူးနော်ဟိုနတ်တွေရဲ့အရှိန်ဝါကသူ့ကိုမလွှမ်းမိုးဘူးအဲ့ဒီမှာအိန္ဒကနတ်သားကစဉ်းစားတယ်ငါကတဲ့အများကြီးလှူခဲ့တာအများကြီးစွန့်ခဲ့တာအများကြီးပေးခဲ့တာဟောဒီအင်ကုရဆိုတဲ့နတ်သားဟာဟိုအရှင်တို့ရာမထေကိုဆွန်းကလေးတစွန်းနဲ့ပဲသူလောင်းခဲ့တာတဲ့ပေးခဲ့တာချင်းအင်မတန်ကွာခြားခဲ့တယ်သူတို့ရဲ့ဘဝဇာတ်ကြောင်းကိုအကျေကြီးပြောရင်ဟိုဒီအချိန်လေးအတွင်းမှာမပြီးနိုင်ဘူးနော်အဲ့ဒီတော့သူပြောတယ်သူစဉ်းစားတယ်ငါအများကြီးပေးခဲ့တာအများကြီးစွန့်လွတ်ခဲ့တာဟောဒီလူဆွန်းလေးတစွန်းဟောဒီနတ်ဆွန်းကလေးတစွန်းပဲစွန့်ခဲ့တာဘာလို့သူကငါတဲ့အများကြီးตาနေရတော့တဲ့ဒါလေးသူစဉ်းစားတာအဲ့ဒါသူအစာမကြည့်ဘူးလို့ပြောကြပါစို့နော်အဲ့ဒါနဲ့မြတ်စွာဘုရားကိုသူလျှောက်တယ်ရှင်ဘုရားတပည့်တော်အများကြီးပေးခဲ့တာဖေဟောဒီအင်ကုဒနည်းနည်းလေးပေးခဲ့တာသူဘာကြောင့်တပည့်တော်တဲ့သားနေရတော့
အဲ့ဒီမှာမြတ်စွာဘုရားကအချင်းနဲ့သာအလှကံပုဂ္ဂိုလ်ချင်းကြွာချတယ်ရည်ရွယ်ချက်ချင်းကြွာချတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားဟောပါတယ်ဗျတိနာဒေါသနိခိတံနိရာဂဒေါသအယံပဇာတတ္တမဟိဝိတရာဂိနမဟာဒိဏဟောတိမဟာဖလံနော်အလှကံပုဂ္ဂိုလ်တွေထဲမှာတဲ့ရာဂဒေါသမောဟဆိုတဲ့အညစ်အကြေးရှိတယ်တဲ့အဲ့ဒီအညစ်အကြေးရှိတဲ့ပုဂ္ဂိုလ်တွေကိုပေးတဲ့အလှဟာအကျိုးပေးနေတတ်တယ်လေယာမြေတွေမှာပေါင်းနေမြက်တွေကြီးဟူသောအညစ်အကြေးရှိတယ်ပေါင်းနေမြက်တွေရှိတဲ့လေတွေကိုမျိုးစေ့သွားချမထုံမဲ့မရဖဲနဲ့သွားချရင်မျိုးစေ့ကပေါက်တော့ပေါက်ပါမယ်ဒါပေမဲ့ကိုလိုလားတဲ့လောက်အတိအနှံတွေရနိုင်မှာမလားမရနိုင်ဘူးမြေကြီးမှာပေါင်းမြက်အညစ်အကြေးရှိတယ်အလှကံပုဂ္ဂိုလ်တွေမှာလောဘဒေါသမောဟအညစ်အကြေးရှိတယ်အဲ့ဒီအညစ်အကြေးကင်းသွားရင်အလှကံဟာအင်မတန်ကောင်းတဲ့လေယာမြေတစ်ဖွဲ့တနည်းအားဖြင့်ပေါင်းမြက်ရှင်းတဲ့လေယာမြေတစ်ဖွဲ့ဖြစ်သွားတယ်ဒါကအလှကံပုဂ္ဂိုလ်ဘက်ကကြွာချချက်ကြောင့်အကျိုးပေးကြွာချတာကိုပြောတာ365ရက်ကတခါကြီးများညကမပြောလဲရလို့အကျွေးတင်သွားလို့ပြောလိုက်တယ်ဟုတ်လားတခါကြီးနော်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲကရည်ရွယ်ချက်တူနိုင်မှာမလားမတူနိုင်ဘူးဗျဟိုမှာပေးတယ်ဆိုတာကတဏှာလို့ပေးတာရှိမယ်ကောင်းစေခြင်းလို့ပေးတာရှိမယ်သူ့ပိုင်းအလုံးစုံစေတနာမေတ္တာဒါပဲနော်သာသနာတွင်မှာပေးတယ်ယဟန်တန်ဃာတော်တွေကိုပေးတယ်ဆိုတာကြတော့အဲ့ဒါလောက်မကဘာတွေပါနေတော့သူတော်ကောင်းတရားပြန်ပွားပါစေဒီပုဂ္ဂိုလ်သူတော်ကောင်းအလုပ်ကိုလုပ်နေတာကိုအေးအေးချမ်းချမ်းလုပ်နိုင်ပါစေအသိဉာဏ်ကိုဖြန့်ဝေတဲ့အလုပ်တွေကိုသူတို့အေးအေးချမ်းချမ်းလုပ်နိုင်ပါစေဆိုတော့ဟောခုနတုန်းကဓမ္မဒါနဆိုတာနဲ့သွားပြီးတော့တောင်ဆက်နွယ်နေတယ်နော်အသိကိုလှူကြတဲ့လူတွေကိုကိုကရက်တည်နိုင်ရေးအတွက်နောက်ကနေပြီးတော့အာဟာရဓာတ်ကိုဖြည့်တင်းပေးတာမမွန်မြတ်ဘူးလားဒါကြောင့်သာသနာ့တွင်မှာပေးရလှူရတဲ့တန်ဃာတော်တွေကိုပေးရလှူရတဲ့အလှူဟာဒီပြင်အလှူနဲ့မတူဘူးဒါသဘာဝကြကြဥစဉ်စဉ်းစားတာနော်တဘာဝမကြဘူးထင်လို့ရှိရင်လည်းဦးသိန်းကိုစောတကတက်နိုင်တယ်နော်တခါကြီးမိုက်မြဟုတ်လားဒါကြောင့်ပေးရတာချင်းအတူတူပစ္စည်းကိုပေးရတာချင်းအတူတူသာသနာတွင်တန်ဃာတော်တွေကိုပေးရတာကမွန်မြတ်တယ်ဟုတ်လားသာသနာတော်တွင်တန်ဃာတော်တွေသာသနာတော်တွင်မှာပေးရတာချင်းအတူတူပစ္စည်းကိုပေးရတာတဲ့တရားကိုပေးရတာကမွန်မြတ်တယ်သူ့အဆင့်နဲ့သူ့ level နဲ့သူပဲနော်အေးအဲ့ဒီတော့ဒါကတခါကြီးများဝမ်းသာစရာပေါ့အဲ့တော့တို့လုပ်တဲ့အလုပ်ဟာနေနေရအလုပ်မဟုတ်ဘူးပစ္စည်းကိုပေးရတဲ့အာမိတဒါနဆိုပေမဲ့လို့သူတော်ကောင်းတရားထွန်းကားရေးအတွက်အထောက်အကူပြုနေတဲ့အာမိတဒါနဖြစ်တဲ့အတွက်ကြောင့်အင်မတန်မွန်မြတ်သောစင်ကြယ်သောမြင့်မြတ်သောကုသိုလ်ကောင်းမှုတစ်ခုကိုတို့လုပ်ရတယ်လို့နေတိုင်းလည်းကုသိုလ်လုပ်နေရရောက်တဲ့အတွက်ကြောင့်အင်မတန်ဝမ်းသာစရာကောင်းပါတယ်ဟုတ်လားအေးဒါကတော့တခါကြီးတို့အားလုံးအဖွဲ့နှစ်ဖွဲ့လုံးတွေ့တာဥစဉ်ရည်ရွယ်ပြီးတော့ပြောလိုက်တာနော်ဟောအတိကိုပေးလူရတာဒီအင်မတန်မြတ်တယ်အာမိတကိုပေးလူရတာလေသာသနာတွင်တန်ဃာတော်တွေကိုပေးလူရတာဟာရည်ရွယ်ချက်ချင်းလဲကွာတယ်အလှူခံခြင်းလဲကွာတယ်ဒါကြောင့်အင်မတန်မြတ်တယ်ဒါကြောင့်ကိုလုပ်ရတဲ့အလုပ်တစ်ခုရဲ့တန်ဖိုးအဲ့ဒါလို့ပြောမယ်ဆိုရင်အများကြီးပေါ့ဗျာဥစဉ်တို့တွေးတာတွေတွေးမိတာတွေပြောမယ်ဆိုအများကြီးပေါ့နော်တခါကြီးတို့ရဲ့အဲ့တော့ကိုလုပ်တဲ့အလုပ်ရဲ့တန်ဖိုးကိုသိတဲ့အခါကျတော့သိရင်သိတဲ့လောက်စိတ်အားထက်သန်မှုတွေရှိမယ်ပြီးတော့ဒီအလုံးနဲ့ပတ်သက်ပြီးတော့သိခံနိုင်မှုတွေခွင့်လွှတ်နိုင်မှုတွေကိုကသိမြင်နိုးတဲ့အခါကျတော့ခွင့်လွှတ်နိုင်တယ်သိခံနိုင်တယ်ဒီအလုပ်ကိုမပြတ်စေချင်ဘူးဘာလို့ဆိုဒီအလုပ်ကိုကိုကမြင်နိုးတာကိုဟုတ်လားအဲ့ဒီတော့ကဲ့ရတာတွေဘာတွေရှိလဲပဲရတယ်ကိုကဒီဥစ္စာရချင်တာကိုဟုတ်လားဆိုကြပါစို့တခါကြီးများသိန်း1000လောက်တန်တဲ့ဗရမ ्या တစ်လုံးပေးမယ်မင်းကငါကဆဲမယ်ကွာဒါပေမဲ့မင်းအဲ့ဒီဗရမ ्या ကိုတော့ရမယ်အဆဲခံနိုင်မှာမလားဆိုရင်ဆဲခံနိုင်မှာမလားခံနိုင်ပါတယ်ဗျသိန်း1000တန်ဗရမ ्या ကြီးရမှာတနေ့ကုန်ဆဲရတယ်ဘာဖြစ်လို့တော့အဲ့ဒီအဖို့တဏ္ဍာကြီးကိုကရမှာဆိုဟိုဘက်ကဟောရတယ်လေကိစ္စမရှိဘူးဒါဥစဉ်စိတ်ထဲမှာထင်တဲ့ဥပမာကိုဥစဉ်ကပြောပြတာပါဟုတ်လားအဲ့တော့ကိုလှုပ်တဲ့အလုပ်ကိုတကယ်မြင်နိုးလာပြီဆိုရင်တုံးတန်ယုံအခက်အခဲမဟုတ်တော့ဘူးတုံးယုံတန်ယုံအနှောင့်အယှက်ဟာအနှောင့်အယှက်မဟုတ်တော့ဘူးဒါကြောင့်တန်ဖိုးကိုသိဖို့မလိုဘူးလားလိုတယ်အေးဒါကတန်ဖိုးကိုသိဖို့ကိုလှုပ်တဲ့အလုပ်ရဲ့တန်ဖိုးကိုသိဖို့ပထမပြောတဲ့စကားနောက်ပြောတဲ့စကားကနောက်ပြောခြင်းတဲ့အပိုင်းကဘာလဲဆိုတော့အဖွဲ့အစည်းနဲ့လုပ်ကြတဲ့နေရာမှာစိတ်ကူးကအမျိုးမျိုးအမြင်ကအမျိုးမျိုးအဲ့ဒီအမြင်အမျိုးမျိုးတွေအကုန်လုံးရောလာတဲ့အခါမှာများလာရင်ရှုပ်လာတာပဲဒါသဘာဝနော်အဲ့ဒီများလာလို့ရှုပ်လာတာကိုစိတ်ပြတ်မသွားနဲ့များရင်ကတော့သူကရှုပ်မှာပဲလေဟုတ်လားအဲ့ဒီများနေတာတွေကိုမရှုပ်စေပဲနဲ့ဒီအရှုပ်တွေဒီအများတွေကြားတဲ့ကပဲခုနတုန်းကအသိဉာဏ်လေးတွေဥစည်းပြီးတော့ကောင်းကောင်းလေးဆက်လက်ပြီးတော့တီတက်နဲ့ရက်တီသွားနိုင်ဖို့အထောက်အကူပြုဖို့ဒီစကားလေးကိုဦးဇင်းကပြောချင်တာအဲ့ဒါဘာလဲဆိုတော့ကိုနားလည်ဖို့လိုတယ်ကိုတကယ်နားလည်လို့ရှိရင်
ဟိုသူများကိုလည်းနားလေတယ်လောက်ရကန်ရတာအားလုံးလည်းအဆင်ပြေတယ်အဲ့တော့ဦးဇင်းကဒီအပိုင်းနဲ့ပတ်သက်ပြီးတော့အဆင့်မျက်နှာလေးကိုပြောမယ်တခါကြီးတို့ဟိုဉာဏ်ရှိတယ်ဆိုတာကိုယုံကြည်လို့မျက်နှာလေးကိုရွေးပြီးတော့ပြောတာနော်ဒါရှင်သာရိပုတ္တရာကရှင်မဟာမောက္ကလနဲ့ဆွေးနွေးတဲ့တရားလေးပါဒီတရားလေးကဦးဇင်းတို့မေဇိမနိကေမှာလေအနင်္ဂနသုတ်တံဆိုပြီးတော့ရှိတယ်ယဟန်တော်တွေကိုအဓိကဦးစားပေးပြောတာအဲ့ဒီမှာတခါကြီးတို့နဲ့တိတ်ပြီးတော့မဆိုင်တဲ့ဟိုတိတ်ပြီးတော့ကျေဝန်းတယ်ထင်တဲ့အရာလေးတွေကိုဦးဇင်းချန်ထားခဲ့ပြီးတော့သက်ဆိုင်တာလေးတွေကိုပဲကောင်းထုတ်ချက်ကလေးဆွဲပြီးတော့ဦးဇင်းပြောသွားမယ်နော်အနင်္ဂနသုတ်တံတဲ့ဒါလေးတော်တော်ကောင်းပါလေအနင်္ဂနဆိုတာနာအင်္ဂနအင်္ဂနဆိုတာအညစ်အကြေးနဆိုတာမရှိတာအညစ်အကြေးမရှိတန်ရှင်းစင်ကြယ်တဲ့လူသားတစ်ယောက်ပေါ့ဆိုလိုတာကနော်အဲ့ဒီမှာရှင်သာရိပုတ္တရာစပြီးတော့ပြောတယ်ငါရှင်မောက္ကလန်တဲ့ဟောဒီလောကကြီးမှာအညစ်အကြေးတွေရှိနေတာကိုအညစ်အကြေးတွေရှိနေတယ်လို့မသိတဲ့လူကတစ်ယောက်သိတဲ့လူကတစ်ယောက်တဲ့သူစတဲ့နားထောင်နော်ကိုယ်တန်တမှာအညစ်အကြေးတွေရှိနေတာကိုရှိနေပါတယ်လို့သိတဲ့လူကတစ်ယောက်မသိတဲ့လူကတစ်ယောက်အဲ့ဒီလူနှစ်ယောက်မှာမသိတဲ့လူတဲ့သိတဲ့လူကတာတယ်တဲ့တချို့ဟုတ်တယ်ကိုအညစ်အကြေးရှိလို့ရှိမှမသိဘူးကိုကိုကောင်းတယ်ထင်နေတာဟုတ်လားတချို့ကကိုမကောင်းတာကိုမကောင်းဘူးလို့သိတယ်အဲ့မှာမကောင်းတာကိုမကောင်းဘူးအညစ်အကြေးရှိတာကိုရှိတယ်လို့သိတဲ့လူကမသိတဲ့လူတွေဗါလဲတော့တာတယ်ဘာပြုလို့လဲဆိုတော့ဒီအညစ်အကြေးကိုရှိမှန်းသိတဲ့အခါကျတော့ तू ပြောင်းစင်အောင်ဆေးကြောမဲ့အလားအလာတွေရှိပြီးတော့ပြောင်းစင်အောင်ဆေးကြောသွားမဲ့အကြောင်းရှိနေတဲ့အတွက်ကြောင့်ပဲတဲ့ဟုတ်လားအဲ့ဒီမှာမြတ်ရှင်သာရိပုတ္တရာဥပမာလေးပေးတယ်ဈေးထဲကနေပြီးတော့ဟိုကြေးခွက်တစ်ခွက်ကိုဝယ်ထားပြီးတော့မသုံးမဲနဲ့ပြစ်ထားတော့ကျင်းကြီးတွေတဲ့အမိုက်တွေဖုံတွေမြူတွေတင်ပြီးတော့မဲတူးနေတဲ့ကြေးခွက်ကြီးတစ်ခွက်နော်အဲ့ဒါကိုအညစ်အကြေးရှိတယ်လို့သိတဲ့လူကဟာဒီဟာလေးကကြေးခွက်ပဲအဖိုးတန်လေးပဲဆိုပုတ်တိုက်လို့ပြောင်းဝင်းပြီးတော့ဟောအညစ်အကြေးရှိတာကိုရှိတယ်လို့သိတော့ပုတ်တိုက်လိုက်တဲ့အခါကျဘာဖြစ်သွားတော့ပြောင်းဝင်းတန့်ရှင်းသွားတယ်တဲ့အညစ်အကြေးရှိတာကိုရှိတယ်လို့မသိတဲ့လူကြတော့ဒါကြီးကို तू ပုတ်တိုက်ပါမလားမပုတ်မတိုက်ဘူးအဲ့ဒါသူတို့နှစ်ယောက်ကတတွဲနော်နောက်တတွဲကြတော့ကိုယ်တန်တမှာအညစ်အကြေးကင်းနေတာကိုဟောတချို့ကြတော့လောဘဒေါသပင်ကိုယ်ကစားနဲလာတာရှိရလေအဲ့လိုအညစ်အကြေးကင်းနေတာကိုအညစ်အကြေးကင်းတယ်လို့သိတဲ့လူကတယောက်မသိတဲ့လူကတယောက်တည်းဟောတချို့ကိုအညစ်အကြေးကင်းတယ်ငါဒီနေရာမှာစိတ်ဓာတ်ကလေးဖြူစင်တယ်လို့ဖြူစင်တာကိုဖြူစင်တဲ့အတိုင်းအမှန်အတိုင်းသိတယ်တချို့ကကိုအညစ်အကြေးကင်းတာကိုပဲကင်းတယ်လို့ကိုတန်ဖို့ကိုမသိဟောအဲ့ဒီလူလည်းမသိတဲ့လူတွေသိတဲ့လူကမြတ်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အညစ်အကြေးကင်းတာကိုကင်းတယ်လို့မသိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဟာကိုတန်ဖိုးထားရကောင်းမှမသိတဲ့အတွက်ကြောင့်မဆောင်ရှောက်တဲ့အတွက်ကြောင့်မကောင်းတာတွေအာယုံပြုနှလုံးသွင်းပြီးတော့အညစ်အကြေးရှိတဲ့ဘဝကိုရောက်သွားတတ်တယ်တဲ့နော်ကောင်းတယ်နော်တခါကြီးတို့အေးအညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူကြတော့ဒါလေးကိုတန်ဖိုးထားပြီးတော့အညစ်အကြေးကင်းအောင်သူဆက်ပြီးတော့ထိန်းနေတဲ့ထိန်းတဲ့အတွက်ကြောင့်သူအညစ်အကြေးကင်းတဲ့ဘဝကိုသူရက်တည်ရဥပမာတဲ့ဈေးကနေဝဲလာတဲ့ကြေးကွက်ကလေးပုတ်တိုက်ထားလို့ပြောင်းဆင်းနေတဲ့ဆိုကြပါစို့အဲ့ဒါကိုမသိတဲ့လူကဒါကိုတန်ဖိုးထားရမှမသိတော့ပြစ်ချင်ရပြစ်ထားတော့ခဏလေးတော့အညစ်အကြေးတွေကဘာဖြစ်သွားလဲတင်သွားရောအညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူကြတော့ဒါလေးတန်ရှင်းနေတယ်ဒီတိုင်းပြစ်ထားရင်တော့အညစ်အကြေးတွေတင်တော့မှာပဲအကျဉ်းကြီးတွေတက်တော့မှာပဲလို့အညစ်အကြေးကင်းတာလေးကိုတန်ဖိုးထားပြီးတော့နော်ဘီယိုတဲ့တိမ်ထားမယ်မမှန်ကောင်တာလေးတဲ့ထည့်ထားမယ်ဆိုဟောတန်တန်ရှင်းရှင်းတသက်ရလေးမဖြစ်ဘူးလားဒါကြောင့်အညစ်အကြေးကင်းရင်လည်းကင်းတယ်လို့သိရမယ်ကိုကောင်းတာကိုလည်းကောင်းတယ်လို့သိရမယ်ကိုမကောင်းတာလည်းမကောင်းဘူးလို့သိရမယ်ဒါအခြေခံလေးနော်အဲ့ဒါလို့ရှင်သာရိပုတ္တရာကရှင်မမောက္ကလန်ကိုအမိန့်ရှိတော့ရှင်မမောက္ကလန်ကမေးတယ်ငါရှင်သာရိပုတ္တရာသင်ကအညစ်အကြေးလို့အခုပြောနေတယ်တဲ့အညစ်အကြေးဆိုတာဘာလဲတဲ့သိကောင်းတဲ့မေးခွန်းပဲတရားဓမ္မတို့ဦးဇင်းတို့သမန်ငါရှံငါအဖြစ်တော့သိထားတယ်နော်လောဘဒေါသမောဟဟာအညစ်အကြေးပါပဲတကယ်တမ်းကတော့အဲ့ဒီမှာ तू ကဒီလောဘဒေါသလေးကိုပဲတမျိုးကလေးပြောပြတယ်စိတ်ဝင်စားစရာကောင်းတယ်ဗျအညစ်အကြေးဆိုတာဘာလဲအဲ့ဒီလောဘဒေါသလေးကိုပဲနာမည်တစ်မျိုးနဲ့ပြောပြတယ်နော်အဲ့ဒါကလက်တွေ့ကြလုံးလို့ဦးဇင်းကပြောချင်တာအဲ့ဒီမှာရှင်သာရိပုတ္တရာကငါရှင်မောက္ကလန်တဲ့အညစ်အကြေးဆိုတာဘာလဲတဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်သာသနာတော်မှာယဟန်တစ်ပါးဟာအာဘတဲ့နဲ့ဆိုကြပါစို့အာဘတဲ့နဲ့ဆိုတာအပြစ်ဖြစ်တာပေါ့နော်အဲ့ဒီအာဘတဲ့နာကိုငါအပြစ်ဖြစ်နေတာကိုဒီပြင်ယဟန်နေမသိပါစေနဲ့လို့စိတ်ကူးတယ်ဒါမကောင်းတဲ့စိတ်ကိုမကောင်းတာကိုသူများကိုကောင်းတယ်လို့ထင်စေချင်တာအဲ့ဒါလို့သူကအပြစ်ဖြစ်နေတာကိုအပြစ်ဖြစ်တယ်လို့မသိပါစေနဲ့လို့သူစိတ်ကူးပဲမလို့ဟာအပြစ်တွေကကြီးလွန်းလာရင်ပုတ်ရင်ပုံမှာပဲဟုတ်ရင်ကြုံမှာပဲလေအဲ့တော့ဘေးကတိကုန်ရောဆိုကြပါစို့အဲ့ဒီလိုလဲတိလိုက်ရောစိတ်တူတယ်စိတ်ကမချမ်းသာဘူးစိတ်မချမ်းမြေ့ဘူးတဲ့ဟုတ်လား
အဲ့ဒီလိုစိတ်တူခြင်းကောပစိတ်မချမ်းမသာခြင်းစိတ်နှလုံးမသားမရာဖြစ်ခြင်းဆိုတဲ့အပစ္စယတရားနှစ်ပါးအဲ့ဒါအညစ်အကြေးပဲတဲ့ငါကိုအပြစ်ရှိတာကိုအပြစ်ရှိတယ်လို့မသိပါစေနဲ့လို့အလိုဆန္ဒဖြစ်တာအဲ့ဒါအလိုဆိုးလို့ခေါ်တယ်အဲ့ဒါအလိုဆိုးတယ်အလိုကောင်းမဟုတ်ဘူးနော်အလိုဆိုးတယ်အဲ့ဒီအလိုဆိုးကြီးကပြည့်ခြင်းလည်းပြည့်မယ်မပြည့်ခြင်းလည်းမပြည့်ဘူးလေမပြည့်တဲ့အခါကျတော့စိတ်ထဲမှာစိတ်တူတယ်စိတ်နှလုံးမသားမရာဖြစ်တယ်အဲ့ဒါကအပစ္စယအဲ့ဒီအလိုဆိုးကြောင့်ဖြစ်လာတဲ့ကောပအပစ္စယတရားနှစ်ပါးဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့အညစ်အကြေးပဲတဲ့နော်နောက်ဒီအပြစ်ကြီးကိုတဲ့ငါကိုလူတွေကြားတဲ့တန်ဃာတွေကြားထဲမှာမစောဒနာလိုက်ပါနဲ့ဆိုလိုတာကတန်ဃာတွေကြားထဲမှာဖွင့်ပြီးတော့မပြောလိုက်ပါနဲ့ပြီးသွားတယ်ဆိုရင်အဲ့ဒါလို့ तू တန်းတတယ်မဖြစ်နိုင်ဘူးအချိန်ကျရင်ပြောခံရမှာပဲလူကြားတယ်လေနော်အဲ့ဒီလိုပြောခံရင် तू စိတ်တူမယ်စိတ်နှလုံးမသားမရဖြစ်မယ်အဲ့ဒါအညစ်အကြေးပဲနော်ငါကိုငါလိုအပြစ်ရှိတဲ့လူတွေကငါကိုအပြစ်စောဒနာပါစေငါလိုအပြစ်မရှိတဲ့လူကစောဒနာရင်ပိုးရှက်เสียကောင်းတယ်လေဒါလေးကိုအဖြစ်လေးနဲ့ကိုစဉ်းစားကြည့်တော့လူကြားထဲလည်းချလို့ရတယ်နော်တချို့လူတွေကိုအပြစ်ရှိတာကိုအပြစ်ရှိတယ်လို့မသိသိချင်းဘူးတီအောင်တောင်မှလူကြားထဲမှာမသိသိချင်းဘူးလူကြားထဲမှာတီအောင်တောင်မှကိုနဲ့ဒန်းတူလူတွေကပဲကိုသိသိချင်းတယ်ဆိုကြပါစို့ကိုကအရက်တောက်တယ်ဆိုအရက်တောက်တဲ့လူကပဲကိုအပြစ်ပြောရင်ကိစ္စမရှိဘူးလေအရက်မတောက်တဲ့လူကအပြစ်ဆိုသူကကိုတဲ့သားနေတာကိုပိုးရှက်တယ်လေဒီအဓိပ္ပာယ်လေးနော်တခါကြီးတို့ဟုတ်လားအဲ့ဒီလိုကိုကတန်းတလို့ကိုဖြစ်တဲ့အတိုင်းကိုလိုချင်တဲ့အတိုင်းမဖြစ်တဲ့အခါမှာစိတ်နှလုံးမသားမရမှုဖြစ်လာရင်အဲ့ဒါဘာလဲတော့အညစ်အကြေးပဲတဲ့ဆက်ပြီးတော့နားထောင်စိတ်ဝင်စားတဲ့အကောင်းတဲ့အညစ်အကြေးကမြတ်စွာဘုရားကတဲ့တရားဟောလို့ရှိရင်ယဟန်တော်တွေထဲမှာတရားဟောလို့ရှိရင်ငါနာမည်လေးကိုငါဘွဲ့ကလေးကိုခေါ်ပြီးတော့တရားဟောရင်ကောင်းမှာပဲသူတစ်ပါးနာမည်တွေခေါ်ပြီးတော့တရားမဟောရင်တော့ကောင်းမှာပဲလို့အဲ့ဒါလို့စဉ်းစားတယ်တဲ့ယဟန်တစ်ပါးကငါအရာရောက်ချင်တာလေဟုတ်လားငါနာမည်လေးကိုခေါ်ပြီးတော့တရားဟောရင်ကောင်းမှာပဲလို့ तू စဉ်းစားတယ်အဲ့ဒီလို तू တန်းတာတယ် तू ရချင်တယ်ဆိုတော့အဲ့ဒါအလိုဆိုးပဲတဲ့အဲ့ဒီအလိုဆိုးကြီးကပြည်ချင်မှလည်းပြည်မယ်လေပြည်ချင်လည်းပြည်မယ်ပေါ့ပြောမရဘူးပေါ့သို့တော့ဘုရားက तू ခေါ်ချင်တဲ့ तू ခေါ်ဟောမှာပေါ့အဲ့ဒါလိုများကိုအလိုဆန္ဒကြီးမပြည့်တဲ့အခါမှာ तू စိတ်နှလုံးချမ်းသာနိုင်မှာမလားမချမ်းသာနိုင်ဘူးအဲ့ဒီမှာစိတ်တူတယ်စိတ်မချမ်းသာဖြစ်တယ်စိတ်နှလုံးမသားမရဖြစ်တယ်အဲ့ဒီစိတ်တူခြင်းစိတ်နှလုံးမချမ်းမြေခြင်းဒီအဲ့ဒါအညစ်အကြေးပဲတဲ့နော်နောက်သူကဆက်ပြီးတော့စဉ်းစားတယ်ဆုံးခံသွားရင်ငါ့ကိုရှေ့ဆုံးကတင်ပြီးတော့သွားရင်ကောင်းနိုင်မှာဆုံးခံတန်းကြီးမှာသူကရှေ့ဆုံးကအရာရောက်တယ်ပေါ့ဗျာဟုတ်လားအဲ့ဒီလိုသူအောင်းမိပြီးတော့အဲ့ဒီအလိုဆန္ဒသူ့မဲ့ရှိနေတယ်ဆိုကြပါစို့အဲ့ဒါကြီးတကယ်လို့ဖြစ်မလာဘူးဆိုသူဘယ်လိုခံစားရမလဲစိတ်နှလုံးမသားမရဖြစ်မယ်အဲ့ဒါအညစ်အကြေးပဲတဲ့တခါကြီးတို့စဉ်းစားနော်သူများအသက်သက်နေမှခိုးနေမှအညစ်အကြေးမဟုတ်ဘူးနော်အခုဒီစိတ်ကလေးတွေကအဖြစ်များတယ်နော်တခါကြီးတို့ဦးဇင်းတို့ကဒါကိုယ်လေးဦးဇင်းတို့လည်းဖြစ်တာပဲနော်ပုထုဇဉ်ဆိုတော့ဟုတ်လားအဲ့ဒါသူဆက်ပြီးတော့စဉ်းစားတယ်တဲ့အဲ့လိုဆုံးခံပြန်လာတော့ဆွမ်းစားစေးရဲ့ပုံမှာဆွမ်းစားကြပြီဆိုတော့နေရာဦးရေဦးဆွမ်းဦးတဲ့ဆိုလိုတာကကောင်းတဲ့နေရာလေးကောင်းတဲ့ရေလေးကောင်းတဲ့အစားအစာလေးငါးသားလေးရပါစေသူများမရပါစေနဲ့ဟောအဲ့ဒါလို့သူတန်းတာတယ်အဲ့ဒါကောင်းတဲ့အလိုလားမကောင်းတဲ့အလိုလားအဲ့ဒါကြီးတကယ်လို့မပြည့်လို့ရှင်သူစိတ်မချမ်းမသာဖြစ်ပြီတဲ့အဲ့ဒီစိတ်မချမ်းမသာဖြစ်ရင်အဲ့ဒါအညစ်အကြေးပဲတဲ့ထပ်ပြီးတော့သူစဉ်းစားတယ်တဲ့အဲ့ဒီဆွမ်းစားစေးရမှာလေရောက်လာတဲ့တရားဓမ္မတွေကိုငါးသားလျင်တရားဟောခြင်းဟောရရင်ကောင်းမှာပဲသူများတရားဟောရင်မကောင်းပါဘူးသူဟောချင်တာတဲ့အဲ့ဒါလို့သူဟောခြင်းမလို့အခြေအနေအကြောင်းမျိုးမျိုးရတရားဓမ္မကသူ့တက်တာတဲ့လို့အရှင်ဘုရားဟောပါဆိုရင်သူရင်ကျိုးပြီတရားကြီးတို့အဲ့တော့သူကောင်းသေးလားမကောင်းတော့ဘူးအဲ့တော့စိတ်နှလုံးမသားမရဖြစ်ပြီအဲ့ဒါအညစ်အကြေးပဲတဲ့ဒါဥစဉ်အပြေးလွှားပြောနေတာနော်အဲ့ဒါနဲ့သူဆက်ပြီးတော့စဉ်းစားတယ်တဲ့ယဟန်ပိဋကကိုငါးသားလင်းတရားဟောရင်ကောင်းမယ်ယဟန်မပိဋကကိုဥပဒကပိဋကကိုဥပတိကပိဋကကိုငါးသားလင်းတရားဟောရတဲ့အခွင့်အရေးရရင်ကောင်းမှာပဲဒီပြင်လူတွေတရားမဟောရပဲနဲ့ငါးသားလင်းဟောရရင်ကောင်းမှာအဲ့ဒီအလိုစိုးတွေမပြည့်တဲ့အခါမှာသူဟောခြင်းမလို့ဟောခြင်းမှလည်းဟောရမှာပေါ့လောကကြီးကဖြစ်ချင်တာဖြစ်တာလေတနည်းအားဖြင့်ဖြစ်တဲ့တာဖြစ်နေတာလေအဲ့တော့ तू ကမဖြစ်တဲ့နာကြီးကို तू တန်းတနေတာကြီးတကယ်လို့မပြည့်ဘူးဆိုရင်သူ့စိတ်ထဲခံစားရပြီပေါ့အဲ့ဒီခံစားရတဲ့မကျေနပ်မှုစိတ်တူမှုတွေဟာအငြိကြီးတွေပါပဲဆက်ပြီးတော့ तू ကစဉ်းစားတယ်တဲ့ယဟန်ပရိသတ်တွေကငါ့ကိုယ်သာလင်လေးစားမျက်နှိုးတန်ဖိုးထားရင်ကောင်းမှာပဲသူများကိုငါ့လောက်လေးစားမျက်နှိုးတန်ဖိုးမထားရင်ကောင်းမှာပဲဥထုရှင်တွေမှာရှိတယ်ဗျနော်တခါကြီးတို့ရဒါစိတ်ရဲ့အညစ်အကြေးတွေနော်အဲ့ဒီအလိုဆိုးတွေရှိနေရင်မပြည့်တဲ့အခါမှာစိတ်ထဲမှာဘာဖြစ်လာမလဲဆင်းရဲလာမယ်မချမ်းမသာဖြစ်လာမယ်အဲ့ဒါအညစ်အကြေးပါပဲတဲ့နော်
ငါသာလျှင်တရားဟောခြင်းနဲ့ငါကိုယ်သာလျှင်မျက်နှိုးကြပါစေတန်ဖိုးထားကြပါစေသူ့ဟာစဉ်းစားကြည့်တော့ငါရင်းကြီးရှိခါရောက်ဟင်တခါကြီးလို့ရအဲ့ဒီငါကြီးရဲ့ရှေ့ကရောက်နေတော့အဲ့ဒီသူတန်းတတဲ့အတိုင်းငါတွေကမရတဲ့အခါဘယ်နဲ့လုံးသူဆင်းရဲလေအေးဟုတ်တယ်လေဟိုဘေးကလူကလည်းသူကလည်းရချင်မှာပဲလေအဲ့တော့ငါချင်းဘာလုပ်ကြလဲတိုက်ခိုက်ကြတယ်ငါချင်းစစ်ပြုကြတယ်ငါချင်းပြိုင်ဆိုင်နေတယ်အဲ့တော့မရတဲ့ငါဒုက္ခရောက်ကြရောနော်အဲ့တော့ဒုက္ခမရောက်ချင်ရင်ကိုယ်ငါကလေးကိုလုံခြုံသိမ့်ထားရင်အကောင်းဆုံးပဲဟင်တခါကြီးတို့နော်ကိုယ်ငါကလေးကိုနှိပ်ကွက်နိုင်ရင်အကောင်းဆုံးပဲအဲ့ဒီကိုယ်ငါကြီးကိုရှေ့တန်းတင်ထားတော့အဲ့ဒီရှေ့တန်းအတင်တဲ့အတိုင်းကိုယ်ငါကြီးကမပြည့်ဝဘူးဆိုကြပါစို့သူများငါကနိုင်သွားပြီဆိုကြပါစို့ရှုံးသွားတဲ့ငါဘယ်လိုခံစားရမလို့အစာတွေကစားအဲ့ဒီပြိုင်ပွဲထဲမှာမပါဘူးဆိုရင်မကောင်းဘူးလားကောင်းတယ်နော်အဲ့တော့နေရာတကာမှာအေးချမ်းခြင်းနဲ့တည်ငြိမ်ခြင်းနဲ့တကယ်အည်အသွေးရှိခြင်းနဲ့ဆိုရင်အဲ့ဒီအညစ်အကြေးတွေကိုပြောင်းဆင်အောင်စေကြရမယ်ဟုတ်လားဒါကြောင့်ငါကိုယ်သာလည်းမျက်နှိုးကြစေငါကိုယ်သာလည်းတန်ဖိုးထားကြပါစေဒီစိတ်တွေဟာအလိုစိုးတွေဒါတွေမပြည့်ရင်စိတ်ဆင်းရဲမယ်စိတ်ညစ်မယ်အဲ့ဒါအညစ်အကြေးပဲတဲ့နော်အဲ့ဒါလိုမျိုးပြီးတော့သူကလာသေးတယ်ပါသေးတယ်မှတ်ရလားကောင်းတဲ့ဆွမ်းတွေငါသာလင်ရပါသည်ကောင်းတဲ့သင်္ကန်းငါသာလင်ရပါသည်ကောင်းတဲ့ကြောင်းတွေငါသာလင်ရပါသည်ကောင်းတဲ့ဆေးတွေငါသာလင်ရပါသည်ဆိုလိုတာကလူနေမှုအစဉ်အတက်ငါသာလင်မြင့်ပါသည်အဲ့ဒီလိုဆိုရင်အဲ့ဒါတွေမမြင့်တဲ့အခါသူဘယ်လိုခံစားရမလဲအေးအဲ့တော့ငါရှင်မောက္ကလအညစ်အကြေးဆိုတာအဲ့ဒါတွေပဲတဲ့အတူချုပ်လိုက်တော့နှလုံးထဲရဲ့အလိုစိုးကြောင့်အလိုစိုးကြီးမပြည့်ဝတဲ့အခါမှာစိတ်တူခြင်းစိတ်မချမ်းမြေခြင်းဟာအဲ့ဒါအညစ်အကြေးပဲတဲ့အဲ့တော့စိတ်တူတယ်စိတ်မချမ်းမြေဆိုအလကားဖြစ်တာမဟုတ်အဲ့ဒီအလိုစိုးကြောင့်ဖြစ်တာအစာတွေကစားအလိုစိုးမရှိဘူးဆိုရင်အလိုစိုးမပြည့်ဝလို့ဖြစ်ရတဲ့စိတ်ဆင်းရဲမှုရှိနိုင်မှာမလားမရှိနိုင်ဘူးဒါကြောင့်အလိုစိုးကကြောက်စရာကောင်းတယ်နော်အဲ့ဒီမှာဆက်ပြီးတော့ပြောတယ်ရှင်သာရိပုတ္တရာကငါရှင်မောက္ကလန်တဲ့ယဟန်တစ်ပါးဟာမထေကြီးပဲဖြစ်ဖြစ်မထေလက်ပဲဖြစ်ဖြစ်ယဟန်တစ်ပါးဟာသူ့တန်တန်မှာအဲ့ဒါလိုအညစ်အကြေးတွေရှိတာကိုဘေးကလူတွေကသိနေတယ်နော်ဒီပုဂ္ဂိုလ်နေရာတကာငါကြီးရှေ့တန်းတင်နေတယ်သူကြီးကောင်းတာရခြင်းနဲ့သူကြီးကောင်းတာဖြစ်ခြင်းသူကြီးရှေ့ကရောက်ခြင်းအဲ့ဒီလိုသိနေတယ်ဆိုကြပါတော့သူ့မှာအဲ့ဒီအညစ်အကြေးတွေရှိတာကိုဘေးကသိနေတယ်ဆိုကြပါစို့အဲ့ဒါသူကပန့်တကူဒူရင်ဆောင်းတယ်ဗျာသင်္ကန်းဆိုလဲ3တယ်ဟုတ်လားပိန်တပတ်ဒူရင်ဆောင်းတယ်ဗျာပတ်တပိုင်စားတယ်ဆွန့်ခံစားတယ်ဗျာလူသူဝေးတဲ့ကြောင်းမှနေတယ်ဗျာဟုတ်အပေါ်ယံကတော့ကြည်ညိုစရာပဲနော်အဲ့ဒါလို့အပေါ်ယံကြည်ညိုစရာကောင်းတဲ့အသွင်အပြင်ရှိပေမဲ့လို့သူ့ရဲ့အတွင်းမှာအညစ်အကြေးတွေရှိနေတယ်ဆိုရင်သိနေတဲ့လူကဘယ်သူကမှမလေးစားပါဘူးတဲ့ကဲမှန်လိုက်တာနော်တခါကြီးမိုက်မြအပေါ်ယံအနေထိုင်ဘလောက်ကောင်းကောင်းအတွင်းမှာအဲ့ဒီအညစ်အကြေးရှိနေတယ်ဆိုတော့သိအလကားပါစိတ်ထဲမှာတန်ဖိုးမထားနိုင်ဘူးအဲ့ဒါကိုရှင်သာရိပုတ္တရာဥပမာလေးနဲ့ပြောတယ်သူသုတ်တန်ကသူကကြီးကွက်ကြီးဥပမာပေးတာညာကသိကြီးတာဟုတ်ဗျအဲ့ဒါလူတယောက်ကတဲ့ကြီးကွက်ကလေးကိုပြောင်းစင်တန့်ရှင်းနေအောင်တိုက်ချွတ်ပြီးတော့အဲ့ဒီကြီးကွက်ကလေးတွေကိုငွေကောင်ပုတ်ဖြစ်စီခွေးကောင်ပုတ်ဖြစ်စီထည့်တာပုတ်ဆိုညီနှောနမ်းပြီးတော့လောက်တွေတဖွာဖွာကျနေတယ်အပုတ်ပေါ့နော်အဲ့ဒါကိုတခါအပေါ်ကတန့်ရှင်းတဲ့ကြီးကွက်တစ်ခွက်အုပ်ပြီးတော့ကျူးကောင်းကောင်းလေးနဲ့ခြီးပြီးတော့လက်ဆောင်သွားပြီးဟာခွက်ကလေးကလည်းတန့်နော်အဲ့ဒါနဲ့လက်ဆောင်ကကောင်းလာရလားလို့လှက်ကြည့်တော့ထဲကဘာတွေတော့အပုတ်တွေလူတိုင်းနှာခေါင်းရှုပ်နေယွန်းနေဆက်ဆုပ်တယ်အဲ့ဒါလိုပဲအပေါ်ယံအနေထိုင်ဘလောက်ကောင်းကောင်းနော်အပေါ်ယံအသွင်ပြင်ဘလောက်ကောင်းကောင်းအတွင်းမှာအညစ်အကြေးရှိနေတယ်ဆိုရင်လူတိုင်းဆက်ဆုပ်ပါတယ်ဒါကြောင့်ဒီကနေ့ခေတ်နော်တခါကြီးဒီကမကြီးကဒီစကားလေးကသတိထားစရာနော်တချို့ဘလို့ချိုးချိုးချမ်းချမ်းကျင့်ပါတယ်ဘလို့အကျင့်တွေကထူတာပါဘလို့နေတာပါဘလို့ထိုင်တာပါသဲတွေစားတာပါတောင်ရှိရဲ့နော်ဟုတ်လားအမျိုးမျိုးသူများနာမည်ကြီးအောင်သူများအထင်ကြီးအောင်လုပ်တာတွေမရှိဘူးလားအလိုစိုးဆိုတဲ့အညစ်အကြေးသူ့တဏ္ဍာမှာရှိမရှိအကဲခတ်တဲ့နေနော်ဟုတ်လားအပေါ်ယံအထင်ကြီးတွေကရှိမလို့အတွင်းမှာလောက်တဖွာဖွာကျနေတဲ့အပုတ်တဖွယ်ရှိနေရင်ရှိနေမှာလေအေးအဲ့တော့ရှင်သာရိပုတ္တရာပေးတဲ့ဥပမာမကောင်းဘူးလားကောင်းတယ်နောက်ထပ်ယဟန်တစ်မျိုးကြတော့အပေါ်ယံကတော့နေတာကတော့သင်္ကန်း3တယ်မကဘူးရှိတာပဲတိုးချောင်းလည်းနေတာမဟုတ်ဘူးဟုတ်လားဆွမ်းခံစားတာလည်းမဟုတ်ဘူးပင့်နဲ့ဆွမ်းခံစားတယ်ပင့်နဲ့ဆွမ်းလိုက်စားလိုက်တာပဲသို့တော့သူ့ရဲ့အတွင်းတန်တန်မှာခုနကပြောတဲ့အလိုစိုးလည်းမရှိအလိုစိုးကြောင့်ဖြစ်တဲ့မကြေမနပ်မှုလည်းမရှိဘူးအလိုစိုးမှမရှိတော့အလိုစိုးကြောင့်ဖြစ်တဲ့မကြေမနပ်မှုကမရှိတော့ဘူးလေအဲ့တော့နေရတကဆိုလိုတာကငါကိုရှေ့တန်းမတင်ဘူးပေါ့အဲ့ဒီလိုလူမျိုးကြတော့အပေါ်ယံအထင်ကြီးတွေကမရှိပေမဲ့လို့အတွင်းမှာတန့်ရှင်းတဲ့အတွက်ကြောင့်မြင်တဲ့လူတိုင်းကြားတဲ့လူတိုင်းသိတဲ့လူတိုင်းကတန်ဖိုးထားတယ်လေးစားတယ်တဲ့ဟုတ်လားအဲ့ဒါကိုလည်းဥပမာနဲ့ပြောတယ်ကြီးကွက်ကလေးတန့်ရှင်းရှင်းလေးထဲမှာဟိုသားပြွန်းထမင်းမှုိကြိုင်းနေတဲ့သားပြွန်းထမင်းကိုထည့်ပြီးတော့အပေါ်ကခွက်ကလေးနဲ့အုပ်ပြီးတော့သွားပေးတယ်ဆိုရင်လူတိုင်းမျက်နှိုးတယ်လူတိုင်းရားချင်တယ်ဟုတ်လား
အဲ့ဒီတော့အပြင်ကဘာနဲ့ထုတ်ထားတယ်ဆိုတာအရေးမကြီးဘူးအတွင်းမှာဘာတွေရှိတယ်ဆိုတာကအရေးကြီးတာနော်အဲ့တော့ကိုယ်တန်တန်မှာသူများလေးစားတန်ဖိုးထားစေခြင်းနဲ့ဆိုရင်အဲ့ဒီအညစ်အကြေးကိုတတ်နိုင်တယ်များလျှော်ရဖွက်ရမယ်ငါ့ကိုအထင်ကြီးပါလို့လိုက်ပြောလို့ရတာမျိုးမဟုတ်သူများရဲ့လေးစားမှုဆိုတာဖြစ်အောင်တမင်ဖန်တီးလို့မရဘူးလေးစားစရာရှိရင်လေးစားမှာပဲတန်ဖိုးထားစရာရှိရင်တန်ဖိုးထားမှာပဲမရှိရင်မထားပါဘူးကိုကအရှိန်ဆိုတွေတိတ်ကြီးနေကိုရှိတော့ပြုံနဲ့နေကောင်းနေလိမ့်မယ်သို့တော့ကိုယ်ရမှာပြောချင်ရပြောမှာပဲနော်ဒါကြောင့်ဒါလေးတော်တော်ကောင်းတယ်နော်တခါကြီးတော့ဟုတ်လားအေးအဲ့ဒီလိုအညစ်အကြေးရှိခြင်းမရှိခြင်းကိုရှင်သာရိပုတ္တရာကဟောတော့ရှင်မောဂလန်ကသိသဘောကျတယ်ဟာရှင်တဲ့သင်ပြောတာငါသိသဘောကျတယ်ငါကောင်းထဲမှာဥပမာလေးတစ်ခုတောင်ပေါ်လာတယ်တဲ့ငါတနေ့ဆုံးခံသွားတော့တဲ့ရှင်မောဂလန်ကပြောနေတာနော်ဆုံးခံသွားတော့လက်သမားဆရာတယောက်သမိတိတဲ့နာမည်ကအဲ့ဒါလက်သမားလုပ်နေတယ်အဲ့ဒီသမိတိနားမှာလက်သမားဆရာဘဝကနေတက္ကတွန်းဝတ်ခဲ့တဲ့တက္ကတွန်းတယောက်ကရက်ပြီးတော့ကြည်နေတာအဲ့ဒီလိုရက်ကြည်နေတာကိုရှင်မောဂလန်ကဆုံးခံသွားရင်းနဲ့သူကလည်းဆုံးရက်ရင်းနဲ့မြင်နေတာနော်အဲ့ဒီမှာသမိတိဖေမှာရက်နေတဲ့တက္ကတွန်းကလက်သမားဆရာဘဝကပြောင်းလာတဲ့တက္ကတွန်းကဘာစဉ်းစားတော့ဆိုတော့တဲ့သမိတိကဒီတက်သားလေးကိုဒီလိုလေးခုတ်ဒီလိုလေးရွှေဟုတ်လားဒီလိုလေးရေပေါ်ထိုးပြီးတော့ဒီလိုလေးဖြတ်တောက်လိုက်ရင်တော့အကာတွေအမျက်တွေအကုန်ပါပြီးတော့အနှစ်ကလေးကြီးအကောင်းလေးကြီးကြံမှာဒီတိုင်းလေးခုတ်ထစ်ပြီးတော့ရွှေပြီးတော့လုပ်ရင်တော့ကောင်းမှာလို့သူစဉ်းစားနေတယ်တဲ့သူကလက်သမားဆရာဘွားကလာတာလေဟုတ်လားအဲ့ဒီလိုစဉ်းစားနေတော့ဟိုသမိတိကလည်းသိကျွမ်းကျင်တဲ့လက်သမားဆရာဆိုတော့သူထင်တဲ့အတိုင်းသူဆိုရင်ဘယ်လိုလုပ်မယ်လို့သူတွေးထားတဲ့အတိုင်းဟိုကလည်းတသွေးမတိန်လှုပ်သွားတာသူကလည်းကျွမ်းကျင်တာကိုအဲ့ဒီလိုလှုပ်သွားတော့တက္ကထုံးကသဘောကျတယ်ဟေးသမိတိသင်ကငါစိတ်ကိုသိတဲ့အတိုင်းပဲနော်ငါဆိုရင်ဘယ်လိုလုပ်မယ်လို့ငါစဉ်းစားနေတာသင်ကလည်းအဲ့ဒီတိုင်းလှုပ်သွားတယ်ဟောနော်ဒါကြောင့်မလို့သင်စိတ်နဲ့ငါစိတ်ဟာတစ်ထက်တည်းကြတယ်အဲ့ဒါကိုရှင်မောဂလန်ကပြောပြတာသင်ဟာလည်းပဲတဲ့အခုယဟန်ဆိုယဟန်ညစ်အလိုစိုးတွေရှိနေတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တာမှာရှိတဲ့မကောင်းတဲ့စိတ်တွေကိုသင်ရဲ့ဒေသနာတည်းဟူသောဓမ္မကြီးနဲ့အဲ့ဒါတွေကိုရွေးပစ်လိုက်တယ်လို့ပဲတဲ့ဟောသူပေးတဲ့ဥပမာကောင်းတယ်နော်ခုနတုန်းကတရားဒေသနာကဗါတဲ့တော့ဓမ္မကြီးတဲ့နော်အေးကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေကအကာတွေအဆွေးတွေအမျက်တွေပေါ့ဟုတ်လားအဲ့ဒါတွေကိုလည်းဖယ်လိုက်ရောကောင်းတဲ့အသားလေးကြီးကြံတယ်နော်ကောင်းတယ်နော်တခါကြီးတော့အေးအဲ့တော့ဟိုစိတ်ထဲကြတယ်မလို့ဘူးနော်ပုထုဇဉ်တိုင်းမှာအဲ့ဒီအညစ်အကြေးကတော့အခါအားလျော်ဆိုတာရှိနေတာပဲဒါဝန်ခံရမယ်နော်တခါကြီးတော့ဟုတ်လားအဲ့ဒါကိုကိုကဒီဒေသနာတော်ဒီဉာဏ်ဒီဟုသောဓာတ်နဲ့ကိုယ့်ကိုရွေးပြစ်နိုင်တယ်ဆိုရင်ကောင်းတာလေးကြီးကြံပြီးတော့ကိုလည်းလေးစားမယ်တန်ဖိုးထားမယ်ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့ကိုယ့်အကြောင်းသိလာပြီးတော့တန်ဖိုးမထားပြီဘူးလားအဲ့ဒါဆိုရင်စိတ်လည်းပဲအင်မတန်ချမ်းသာမယ်တော်တော်ကောင်းတယ်လို့ထင်တယ်နော်အေးအဲ့ဒါအနင်္ဂနသုတ်တံတဲ့ဒါဥစဉ်တို့လည်းပဲနှလုံးသွင်းစရာကောင်းတယ်ဒကာကြီးဒကာမကြီးများလည်းနှလုံးသွင်းစရာကောင်းတယ်အထူးသဖြင့်အဖွဲ့အစည်းနဲ့လုပ်နေတဲ့လူတွေဟာနှလုံးသွင်းစရာကောင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကိုသူများလေးစားဖို့တန်ဖိုးထားဖို့လူတိုင်းရချင်တယ်ရကျင်တယ်ဆိုရင်ဘာလို့ရမှာတော့အညစ်အကြေးနည်းနိုင်တယ်များနည်းအောင်လုပ်ရမယ်ဟုတ်လားအညစ်အကြေးနည်းလာတာနဲ့အမျှကိုယ့်ရဲ့နေတာထိုင်တာမေတ္တာစေတနာတွေကြီးလာတာနဲ့အမျှတနည်းအားဖြင့်ငါဆိုတာတွေနည်းသွားတာနဲ့အမျှဘေးကကိုယ့်ကိုလေးစားမြတ်နိုးတန်ဖိုးထားတာတွေရှိလာတော့ကိုယ်လည်းကြည်နူးရတာပေါ့မကောင်းဘူးလားအေးအဲ့ဒါကတော့အာလုံးသောအညစ်အကြေးရှိကြတဲ့ပုဂ္ဂိုလ်တွေအညစ်အကြေးကင်းကျင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်တနည်းအားဖြင့်ကိုယ့်ကိုယ်အဆင့်မြင့်ကျင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်တန်ဖိုးထားတဲ့သုတ်တန်တစ်ခုလို့ဦးဇင်းတို့ယူဆပါတယ်ဟုတ်လားအေးဒါကြောင့်ဒီဒေသနာလေးကတော့အဖွဲ့အစည်းနဲ့နေသည်ဖြစ်ဖြစ်အဖွဲ့အစည်းနဲ့မနေသည်ဖြစ်စေဘလို့ပဲဖြစ်ပါအင်မတန်အသုံးတဲ့လိမ့်မယ်လို့ထင်တယ်နော်ဒါကြောင့်အညစ်အကြေးရှိရင်လည်းရှိတယ်လို့သိပါစေတိုက်ချွတ်နိုင်အောင်နော်မရှိရင်လည်းအညစ်အကြေးမရှိရင်လည်းမရှိဘူးလို့သိပါစေစောင့်ရှောက်နိုင်အောင်မတူဘူးနော်အညစ်အကြေးရှိရင်ရှိတယ်လို့သိပါစေတိုက်ချွတ်နိုင်အောင်အညစ်အကြေးမရှိတာကိုမရှိဘူးလို့လည်းသိပါစေစောင့်ရှောက်နိုင်အောင်နော်အေးဒါကြောင့်အညစ်အကြေးဆိုတာဘာလဲသိကြပြီနော်မလိုလားတဲ့ငါကိုရှေ့တန်းတင်ပြီးတော့လိုချင်တဲ့အခါအဲ့ဒါကြီးမပြည့်ဝတော့စိတ်တူရတယ်စိတ်ညစ်ရတယ်အဲ့ဒါအညစ်အကြေးပဲနော်ဒါကြောင့်ဒကာကြီးများကိုဦးဇင်းတို့နှစ်ပိုင်းပြောရတယ်45မိနစ်ရှိသွားပြီနော်စိတ်ဝင်စားတယ်ထင်လို့နည်းနည်းလေးရှည်လေးပြောလိုက်ပါတယ်ဟုတ်လားအေးအဲ့တော့ဘာတွေပြောလိုက်တော့အတိကိုပေးလှူနေကြတယ်မစ္စည်းမအလင်းဒကာများနော်365ရက်လည်းအတိလှူတာပါပဲဟုတ်လားညာကတရားပွဲလုပ်တာဦးဇင်းဘာမှမပြောလဲရဘူးဦးဇင်းတာဝန်မကြီးသလိုဖြစ်သွားတာကိုဟုတ်လားဦးဇင်းကအချိန်ကတနာကြီးဆိုတော့စိတ်ကနည်းနည်းလောသွားတော့မေ့သွားတာဟုတ်လားအေးအဲ့တော့ဘာတွေအခုဦးဇင်းဘာတွေပြောလိုက်တယ်
အတိကိုပေးလှူရတာအတိရဲ့တန်ဖိုးပြောလိုက်တယ်နောက်ပစ္စည်းအာမိတလှူရတာချင်းအတူတူသာသနာတွင်တန်ဃာတော်တွေကိုလှူရတာကသူတော်ကောင်းတရားတွေပြန့်ပွားပါစေအရှိတည်တတ်ပါစေဆိုတဲ့ရည်ရွယ်ချက်တွေပါနေလို့မြင့်မြတ်တဲ့အကြောင်းတနည်းအားဖြင့်ကိုယ်အလုတ်ရဲ့တန်ဖိုးကိုကိုယ်တိုင်သိပြီးတော့ဒီအလုတ်ကိုမြတ်မြတ်နုနုဆက်လက်ပြီးတော့လုံနိုင်ကြဖို့ရည်ရွယ်ပြီးတော့ပြောလိုက်တာနော်ကိုယ်အလုတ်ကိုတန်ဖိုးထားမှလည်းအကြာကြီးလုံနိုင်မှာဟုတ်လားအဲ့ဒါကပထမအပိုင်းဒုတိယကဘဝမှာရှောက်လန်းကြတဲ့အခါမှာပတ်ဝန်းကျင်နဲ့မကင်းနိုင်ဘူးအဲ့ဒါပတ်ဝန်းကျင်ရဲ့လေးစားမှုမြတ်နိုးမှုတန်ဖိုးထားမှုတနည်းအားဖြင့်ကိုယ့်ကိုယ်လေးစားမှုမြတ်နိုးမှုတန်ဖိုးထားမှုရှိအောင်အငြိအကျေးဆိုတာဘာလဲလို့နားလည်ဖို့လိုတယ်အငြိအကျေးရှိရင်ရှိတယ်မရှိရင်မရှိဘူးလို့သိဖို့လိုတယ်ရှိရင်လည်းတိုက်ချုပ်ဖို့လိုတယ်မရှိရင်လည်းပဲစောင့်ရှောက်ဖို့လိုတယ်ဟုတ်လားအေးဒါကြောင့်သူတော်ကောင်းကြီးတို့ရဲ့ဒေသနာတည်းဟူသောဓမ္မဖြင့်မိမိတို့ရဲ့အတွင်းတဏ္ဍာမှာရှိတဲ့အငြိအကျေးကိုဖယ်ခွာခုတ်ထစ်ဖယ်ရှားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေတည်းကံအားလုံးကိုယ်စိတ်နှဖျားချမ်းသာကြပါစေဗျာ